Phenomenology ကို Austria German Austrian German တသနာပညာရှင်တဦးဖြစ်တဲ့ Edmund Husserl ကစနစ်တကျစတင်ခဲ့ပြီးစိတ်ဟာအမြဲတစ်ခုခုကိုရည်ညွှန်းနေတဲ့ intentionality ဆိုတာနဲ့အပြင်လောကရှိမရှိကိုခဏမစင်စားပဲကိုယ်တိုင်ခံစားနေရတဲ့အရာကိုပဲတန်တန်ကြည့်ရမယ်။ approach ဆိုတဲ့နည်းလမ်းနှစ်ခုကိုအဓိကထားခဲ့ပါတယ်။ဥပမာစိတ်ဆိုးနေတဲ့အခါဘာကြောင့်စိတ်ဆိုးရတာလဲကိုမကြည့်ပဲအခုငါရင်နဲ့ဘလို့ခံစားရလဲဘယ်နေရာတင်းနေလဲဘလို့ပုံစံနဲ့ဖိစီးနေလဲဆိုပြီးအရင်ကြည့်တာပါအတိတ်အနာဂတ်ဘဝတွေဟာဘာလဲပဲလဲမတွေ့ပဲပြစ္ဆုတ်ပံဘဝဟာငါစီမှာဘလို့တွေ့ကြုံရိုက်ခတ်နေရလဲဆိုတာကိုကြည့်တာပါတနည်းပြောရရင်မိုးရွာတာဘာကြောင့်ရွာတာလဲမိုးလေဝသချက်လက်တွေမတွေးပဲမိုးရွာခြင်းကြောင့်ငါနေလို့ကောင်းလားမလားပဲတွေးတဲ့နီးပါ Edmund Husserl ရဲ့ဒီနီးလန်းကိုနောက်ပိုင်းတပည့်ဖြစ်သူ Martin Heidegger ကပြောင်းလဲပြီး being ရဲ့အဓိပ္ပာယ်ကိုအလေးထားတဲ့ desing ဆိုတဲ့ရှိနေမှုအယူအဆနဲ့ချဲ့ထွင်လာခဲ့တယ်